တရက်မှာတော့ဘတ်စကတ်ဘောကွင်းထဲမှာចောင်းသားတွေတွေးတောက်တောက်နဲ့ကစားနေကြပါတယ်။အဲ့ဒီထဲမှာရီချန်ဟာလည်းကွင်းထဲမှာကျွမ်းကျင်စွာနဲ့ဆော့ကစားရင်းပရိသတ်တွေရဲ့အားပေးအော်ဟစ်တန်တွေကိုရရှိနေခဲ့ပါတယ်။ဒါပေမဲ့မထင်မှတ်ပဲသူဘောလုံးပစ်သွင်းလိုက်တဲ့အချိန်မှာအမှားအယွင်းတစ်ခုဖြစ်ပြီးဘောလုံးဟာပွဲကြီးစင်ပေါ်ကចောင်းသူတွေစီကိုတဲတဲမတ်မတ်လွင့်စင်သွားပါတော့တယ်။ပွဲကြီးစင်ပေါ်ကចောင်းသူတွေဟာလမ်းဖြတ်ပြီးခေါင်းတွေကိုကမျက်စိတွေကိုမှိတ်လို့ကြောက်လန့်တကြားဖြစ်သွားကြပေမဲ့မမျှော်လင့်ပဲနာကျင်မှုကရောက်မလာခဲ့ပါဘူး။ចောင်းသူတွေမျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ခေါင်းဝအဖြူရောင်လေးနဲ့သပင်ရှည်မိန်းကလေးတစ်ယောက်ကအဲ့ဒီဘောလုံးကိုလက်နဲ့တားဆီးကာကွယ်ပေးလိုက်တာကိုတွေ့ရှိသွားကြပါတယ်။အဲ့ဒီမိန်းကလေးရဲ့လက်မောင်းမှာဘောလုံးထိမှန်သွားလို့နီးရဲသွားပေမဲ့သူမရဲ့မျက်နှာကတော့အေးအေးဆေးဆေးပါပဲ။ရီချန်နဲ့ထိုမိန်းကလေးတို့ရဲ့အကြည့်တွေဟာလေထုထဲမှာစုံစည်းသွားကြပါတယ်။သူမဟာဘေးပတ်ဝန်းကျင်ကစူညံတန်တွေနဲ့လုံးဝမသက်ဆိုင်တယ်လို့အေးဆက်တည်ငြိမ်လွန်းတာကြောင့်ရီချန်အနေနဲ့မိန်းကလေးတစ်ယောက်အကြောင်းကိုပထမဆုံးအကြိမ်ဖြစ်ပို့ပြီးသိချင်စိတ်တွေရီချန်တစ်ယောက်ပွဲကြီးစင်ပေါ်ကိုအပြည့်တက်လာတဲ့အခါမှာចောင်းသူတွေကသူတို့ကိုလာရှာတဲ့အမှတ်နဲ့စိတ်လှုပ်ရှားစွာအော်ဟစ်ခဲ့ကြပါတယ်။ရီချန်ကထိုမိန်းကလေးရှိမှရက်ပြီးဘာမှမဖြစ်ဘူးမလားလို့စိုးရိမ်ကြည်မေးမြန်းခဲ့ပေမဲ့မိန်းကလေးရဲ့မျက်ဝန်းမှာတော့အေးဆက်မှုတွေသာရှိနေခဲ့ပြီးဘာမှမဖြစ်ဘူး။နောက်ခါဘောလုံးပြည့်ရင်တေချာကြည့်ပြလို့သာခက်အေးပြောပြီးလှည့်ထွက်သွားခဲ့ပါတယ်။သူမရဲ့ကြောခိုင်းထွက်ခွာသွားတဲ့ပုံရိပ်လေးကိုကြည့်ရင်ရီချန်တယောက်စိတ်ဝင်စားလွန်းလို့အနောက်ကနေလိုက်ရှာခဲ့ပေမဲ့မိနစ်ပိုင်းအတွင်းမှာထိုမိန်းကလေးဟာအရေးရောင်မျှပင်မချမ်းပဲပျောက်ကွယ်သွားခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ရီချန်တယောက်ဘတ်စကတ်ဘောဆော့ဖို့ညံမပါတော့ပဲစိတ်ပြက်လက်ပြက်ဖြစ်နေခဲ့ရပါတယ်။သူ့ရဲ့တငယ်ချင်းဖြစ်သူကုယန်ဂုံရန်ကစိတ်ပူပြီးအနောက်ကပြေးလိုက်လာကအကိုကြီးဘာလို့ပြေးထွက်လာတာလဲလို့မေးတဲ့အခါရီချန်ကမင်းကဝင်ဖြူနဲ့မိန်းကလေးတယောက်ဘယ်ဘက်သွားလဲမြင်လိုက်လားလို့မေးခဲ့ပါတယ်။ဒါပေမဲ့ကုယန်ကလည်းမမြင်မိကြောင်းညှင်းဆိုခဲ့တဲ့အတွက်ရီချန်တယောက်ပိုပြီးစိတ်တူဒေါသထွက်ကပတ်ဝန်းကျင်ကိုအော်ဟစ်ငောင်ငန်းပြီးရက်အတော်ကြာအောင်စိတ်ဆိုးမှန်ဆိုးဖြစ်နေခဲ့ပါတယ်။တနင်္လာနေ့ကြောင်းတက်ချိန်ခေါင်းလောင်းတန်မြည်လာတဲ့အခါကျောင်းသားတွေဟာအတန်းနောက်ကျမှဆိုလို့အလူရက်ပြေးလွှားနေကြပေမဲ့ရီချန်ကတော့စိတ်မပါလက်မပါနဲ့ကြောက်ခဲတွေကိုကန်ကြောက်ပြီးရှောက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာကျောင်းနောက်ကျတဲ့သူတွေကိုဖမ်းနေတဲ့ကျောင်းသားခေါင်းဆောင်သို့မဟုတ်စီကံထိန်သိမ်းရေးကျောင်းသားတယောက်ကရီချန်ကားကိုလက်ညှိုးထိုးပြီးဟိတ်ရက်လိုက်စမ်းမင်းကိုပြောနေတာကြားလားလို့အော်ဟစ်တာစီးလိုက်ပါတယ်။ရီချန်တယောက်ဒေါသတကြီးနဲ့လှည့်ကြည့်လိုက်တဲ့အခါမှာတော့ထိုကျောင်းသားဟာရီချန်ရဲ့အေးဆက်လာတဲ့မျက်လုံးတွေကြောင့်တုံလုံးချောက်ချားသူနည်းနည်းတော့ရှိန်နေပေမဲ့ကျောင်းသားကောင်စီဝင်ဖြစ်တဲ့အချိန်နဲ့ရှေ့ကိုလှမ်းလျှောက်သွားပြီးနာမည်မှတ်ထားလိုက်မင်းနောက်ကြတယ်လို့အေးဆက်တုံရင်နဲ့အတန်းနဲ့ပြောလိုက်တယ်။ဒါပေမဲ့အဲ့ဒီလူကတေးမှမကြောက်တယ်လို့ပဲရှေ့ကနေလက်ဆန့်ပြီးတားလိုက်တယ်။ရီချန်တစ်ချက်မျက်မှောင်ကျုပ်သွားပြီးနောက်ကိုတလန်းဆုပ်ကအဲ့ဒီလူကိုခြေထောက်နဲ့လှမ်းကန်ချလိုက်တော့တယ်။မြေပြင်ပေါ်မှာနာကျင်လို့တွန့်လိမ့်နေတဲ့လူကိုတစ်ချက်တောင်လှည့်မကြည့်ပဲအတန်းထဲကိုသူဆက်လျှောက်သွားခဲ့တယ်။နောက်ထပ်ကျောင်းသားကောင်စီဝင်တယောက်ရောက်လာပြီးမြေပြင်ပေါ်မှာလဲနေတဲ့လူကိုမြင်တော့လမ်းဖြတ်ပြီးသွားထူရင်းငါခဏလေးမရှိတာနဲ့မင်းကဘာလို့ဒီလူကိုတွားရှုပ်ရတာလဲဆရာမတွေတောင်သူ့ကိုမထိရဲဘူးလို့ပြောရှာတယ်။ရီချန်တယောက်အတန်းဝရောက်ယုံရှိသေးတယ်။အတန်းထဲကလိုက်လဲကြိုဆိုတဲ့လက်ခုပ်တံတွေကိုကြားလိုက်ရတယ်။သူကတော့ထုံးစံအတိုင်းနောက်တကားကနေဝင်သွားပြီးစင်ပေါ်ကဆရာကတော့နောက်တကားကဝင်လာတဲ့သူ့ကိုကြည့်ပြီးစိတ်ပြက်လက်ပြက်ခေါင်းခါရင်ဒီနေ့လဲနောက်ကျပြန်ပြီးနောက်တစ်ခါတတိထားဦးလို့ပြောရှာတယ်။ရီချန်ကခေါင်းမော်ပြီးတခုခုပြန်ပြောဖို့လုပ်နေတော့ဆရာဘေးမှာရက်နေတဲ့ကောင်မလေးကိုမြင်ပြီးကြောင်အန်းကနေရတဲ့ရက်တန့်သွားခဲ့တယ်။ဆရာကတော့ကြောင်ကြည့်နေတဲ့ရီချန်ကိုကြည့်ပြီးနားမလည်နိုင်ပေမဲ့မင်းနေရာမှာမင်းအရင်သွားထိုင်ချေအတန်းဝမှာရက်မနေနဲ့ဘာပုံစံပေါက်နေလဲကြည့်ဦးလို့လှမ်းပြောလိုက်တယ်။ရီချန်တယောက်ကြောင်ကရန်းနဲ့သူ့ခုံစီပြန်လျှောက်သွားရင်းလမ်းမှာပစ္စည်းတွေကိုတိုက်မိလဲမိသွားခဲ့တယ်။ကုယန်ကတော့စိတ်လွတ်နေတဲ့ရီချန်ကိုလှည့်ကြည့်ပြီးအကိုကြီးမင်းဘာဖြစ်နေတာလဲလို့မေးလိုက်တယ်။ရီချန်ရဲ့မျက်ဝန်းထဲမှာအံ့ဩဝမ်းသာရိတ်တွေရှက်တန်းသွားပြီးရှေ့ကလူကဘသူလဲလို့ပြန်မေးတယ်။ကုယန်ကစင်ပေါ်ကအရေးလေးကိုလှည့်ကြည့်ပြီးကျောင်းသူအစ်စ်လေးဟာကွာတကယ်ကိုလှတာပဲလို့ဖြေရှာတယ်။စာတင်စင်ပေါ်ကကောင်မလေးရဲ့မင်းရီလိုနတ်မောင်တဲ့သပင်ရှည်တွေကခါအထိဝဲကျနေပြီးအသားရည်ကဖြူပွေးကဥတောင်းဥလိုလှပတဲ့မျက်နှာလေးရှိတယ်။နှကန်းထောက်မှာအပြုံးရိပ်လေးရှိနေပေမဲ့မျက်ဝန်းတွေထဲမှာတော့အေးဆက်မှုနဲ့တည်ငြိမ်မှုတွေစုံလင်စွာပေါ်လွင်နေပြီးနာတန်လေးကောင်းသူတေးရောက်လာပြီးကလေးကရီချန်ရဲ့အပြုမူတွေကလုံးဝပြောင်းလဲသွားခဲ့ပါတယ်။သူကသူ့ရဲ့တငယ်ချင်းဖြစ်သူကုယန်ဂုံရန်ကိုလေတံအေးအေးနဲ့ဒီကောင်မလေးကိုငါတကယ်စိတ်ဝင်စားနေတာမင်းသူ့ကိုသွားမပတ်သက်နဲ့လို့ပြက်ပြက်တသားတတိပေးလိုက်ပါတယ်။အမြဲတမ်းမိန်းကလေးတွေကိုစိတ်မဝင်စားတတ်တဲ့ရီချန်စီကဒီလိုစကားမျိုးကြားလိုက်ရတဲ့အတွက်ကုရန်တယောက်တကယ်ပဲအံ့အားသင့်သွားခဲ့ရပါတယ်။ဆရာမကအတန်းထဲကိုကျောင်းသူတစ်ကိုမိတ်ဆက်ပေးတဲ့အခါမှာတော့သူ့မနမီကရှီညံ့စိနေဖြစ်ကြောင်းသိလိုက်ရပါတယ်။ရှီညံ့ကအေးဆက်နိုင်ပြီးစကားနဲ့လုံးတဲ့အတွက်ဆရာမကအသက်နဲ့ဝါသနာတွေကိုထပ်မံမိတ်ဆက်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ရှီညံ့ကအသက်18နှစ်ဝါသနာမရှိပါဘူး။ဆရာမကျမချိန်တွေကိုမဖြုံးချင်တော့ဘူးအတန်းဆက်လို့ရပြီလားလို့ပွင့်လင်းလွန်းစွာပြောချလိုက်ပါတယ်ဆရာမကသူမကိုရှေ့ဆုံးတန်းမှာထိုင်ခိုင်းပေမဲ့ရှီညံ့ကညင်းပယ်ပြီးနောက်ဆုံးတန်းမှာပဲထိုင်ချင်တယ်လို့ပြောခဲ့ပါတယ်နောက်ဆုံးတန်းမှာတော့ရီချန်ရဲ့ဘေးနားမှာပဲလွတ်တဲ့ခုံရှိနေတာပါအတန်းထဲကចောင်းသားတွေအားလုံးကတော့ရီချန်ကဘေးနားမှာလူထိုင်တာမကြိုက်မှန်းသိလို့ရင်တမမနဲ့စောင့်ကြည့်နေကြပါတယ်ဒါပေမဲ့အားလုံးအံ့ဩသွားရတာကတော့ရီချန်ကရှီညံ့အတွက်လမ်းဖယ်ပေးပြီးပြုံးလေးနဲ့နေရာပေးလိုက်တာပါပဲရှီညံ့ကတော့ရီချန်ကိုစိတ်မဝင်စားတဲ့လေတံနဲ့ငါ့ကိုမှတ်မိသေးလားလို့ရီချန်ကမေးတဲ့အခါမှတ်မိနေဖို့မလိုပါဘူးဖယ်ပေးငါပြတင်းပေါက်ပေးမှာထိုင်မလို့ပဲပြန်ပြောခဲ့ပါတယ်အတန်းချိန်စားတဲ့အခါမှာတော့ရှီညံ့ကရီချန်ကိုငါ့ကိုလာမနှောက်ယှက်နဲ့ဦးငါအိတ်တော့မယ်လို့ပြောပြီးစာအုပ်ပုံပေါ်မှောက်အိတ်သွားပါတော့တယ်ရီချန်ကတော့ဘေးနားမှာအိတ်ပျော်နေတဲ့ရှီညံ့ကိုကြည့်ပြီးသဘောကျကပြုံးနေမိပါတယ်ကျောင်းစင်းကောင်းတီးလို့အတန်းပြင်ပမှာကျောင်းသားအချို့က
ရှီနန်းဟာကျောင်းသူတော်တယောက်မဟုတ်ပဲအတန်းထဲမှာအိတ်နေတဲ့ကျောင်းသားဆိုးတယောက်ဖြစ်နိုင်တယ်လို့အတင်းပြောနေကြတာကိုရီချန်ကြားသွားပြီးမျက်မှောင်ကုတ်ကစိုက်ကြည့်လိုက်တာကြောင့်အားလုံးအတန်းတိတ်သွားကြရပါတယ်အတန်းထဲပြန်ရောက်တဲ့အခါအိတ်ပျော်နေရင်မျက်မှောင်ကုတ်နေတဲ့ရှီနန်းကိုကြည့်ပြီးရီချန်တယောက်စိုးရိမ်စိတ်နဲ့သူမရဲ့နဖူးလေးကိုသွားထိဖို့လက်လန်းလိုက်မိပါတယ်အဲ့ဒီအချိန်မှာပဲရှီနန်းကမျက်လုံးပွင့်လာပြီးမင်းဘာလုပ်တာလဲလို့မေးလိုက်တဲ့အခါလူမိုက်ကြီးရီချန်တယောက်ရှက်ကိုရှက်ကန်းနဲ့မျက်နှာတွေညီရဲကလက်ကိုအမြန်ပြန်ရုပ်ပြီးဒီမှာချင်းတကောင်ရှိနေလို့ပါဘယ်ပြေးသွားပါလိမ့်ဆိုပြီးကမူးရှူထိုးစင်ကြေပေးရှာပါတယ်အဆက်သေးသွားတဲ့အခိုက်တန့်ကိုအမြန်ဖုံးကွယ်ပြီးရီချန်ကယောက်ျားပီပီတတပဲလက်ကိုကမ်းပေးလိုက်ကငါ့ကိုငါပြန်မိတ်ဆက်ပြရစီငါနာမည်ရီချန်ပါလို့ပြောလိုက်ပါတယ်ရှီနန်းကသူ့လက်ကိုတေချာစိုက်ကြည့်ပြီးနောက်သူမရဲ့လက်ကလေးကိုမြောက်ပြီးကျောင်းတက်ရတဲ့ပထမဆုံးနေ့ကျောင်းဆင်းချိန်မှာတော့ရှီနန်းဟာလမ်းမပေါ်မှာအေးအေးလူလူရှောက်ပြန်လာခဲ့ပါတယ်ဒါပေမဲ့သူမရဲ့အနောက်ကနေလူတစုကမကွာတန်းစိုက်ကြည့်ပြီးလိုက်လာတယ်လို့မျိုးခံစားနေရပါတယ်အနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့ကျောင်းပေါက်ဝကလေးကသူ့မနောက်ကိုတကောက်ကောက်လိုက်လာတဲ့ကျောင်းသူတစုကိုတွေးလိုက်ရပါတယ်ရှီနန်းတယောက်လမ်းတော်ဝေးဝေးထိရှောက်လာခဲ့ပေမဲ့အဲ့ဒီကျောင်းသူတစုကတော့မလန့်မကန်းကနေဆက်ပြီးပါလာတော့မှာပဲဒါနဲ့ရှီနန်းလည်းခြေလမ်းတွေကိုရက်အနောက်ကိုလှည့်ပြီးစိတ်ပြက်လက်ပြက်နဲ့မေးလိုက်ပါတယ်နင်တို့မှဘာကိစ္စရှိလို့လဲငါနဲ့လမ်းကြုံလို့လိုက်လာတာဆိုတဲ့စကားမျိုးတော့လာမပြောနဲ့ဘသူကသူများအိမ်တကားဝအထိလမ်းကြုံလို့လိုက်လာမှလဲတိတ်တဆိတ်နောက်ယောင်ခံနေတာကိုမိသွားတဲ့အဲ့ဒီမိန်းကလေးအုပ်စုဟာလေဆက်ပြီးဖုံးကွယ်မနေတော့ပဲရှီနန်းကိုဝိုင်းလိုက်ကြပါတော့တယ်အုပ်စုတဲကခေါင်းဆောင်ဖြစ်တဲ့ကောင်မလေးကရှီနန်းရဲ့ရှေ့ကိုရှောက်လာပြီးမောက်မာတဲ့အမူအရာနဲ့သူမရဲ့မေးစေးကိုလက်နဲ့တင်းတင်လိုက်ပါတယ်ပြီးတော့ရန်စားတဲ့လေတံနဲ့နင်ကယုံနေနေလေးချောတာနဲ့တယ်ဟုတ်လှပြီးမှတ်နေလားကျောင်းပြောင်းလာတဲ့ပထမဆုံးနေ့မှာတင်ရီချန်ပေးမှာထိုင်ခွင့်ရယုံတယ်မကဘူးသူ့ရဲ့အာယုံဆိုင်မှုကိုရအောင်လဲပုံစံမျိုးစုံနဲ့လုပ်နေတယ်လို့ငါကြားတယ်နင်ကရောသူ့ဘေးမှာနေဖို့တန်လို့လားလို့ပြောလိုက်ပါတယ်စကားလဲဆုံးရောအဲ့ဒီကောင်မလေးကရှီနန်းကိုလက်သီးနဲ့ထိုးဖို့ပြင်လိုက်ပါတယ်ဒါပေမဲ့သူမရဲ့လက်သီးကရှီနန်းမျက်နှာစီမရောက်ခင်မှာပဲရှီနန်းကလက်ကောက်ဝတ်ကိုလျင်မြန်စွာဖမ်းချုပ်လိုက်ပါတယ်ရှီနန်းရဲ့အေးဆက်ဆက်နဲ့ခက်ထန်လာတဲ့အကြည့်တွေကြောင့်ပြဿနာရှာတဲ့ကောင်မလေးတောင်ကြောက်လန့်သွားရပါတယ်ရှီနန်းကသူမရဲ့လက်ကိုအားနဲ့တွန်းဖယ်ပစ်လိုက်ပြီးပြတ်သားတဲ့လေတံနဲ့ပြောလိုက်ပါတယ်ဒီလိုအဓိပ္ပာယ်မရှိတဲ့ကိစ္စလေးတွေနဲ့ငါနောက်ကိုလမ်းတစ်လျှောက်လုံးလိုက်လာတာလားနင်တို့လည်းတိတ်ခါအကြမခံပဲပြန်ကြဖို့ငါအကြံပေးချင်တယ်နင်တို့ပြောနေတဲ့ရီချန်ဆိုတဲ့လူကိုငါကနည်းနည်းလေးမှစိတ်မဝင်စားဘူးနင်တို့သူ့ကိုကြိုက်တယ်ဆိုရင်လည်းကိုယ့်ဘာသာကိုသွားလိုက်လေငါရှိမှလာပြီးရံမထောင်တဲ့စကားအဆုံးမှာတော့ရှီနန်းဟာရန်ရှာတဲ့ကောင်မလေးကိုအားနဲ့တွန်းထုတ်ပြီးလှည့်ထွက်လာခဲ့ပါတယ်ကြံခဲ့တဲ့မိန်းကလေးအုပ်စုကတော့ကြောင်အန်းနဲ့ကြံရစ်ခဲ့ပြီးခေါင်းဆောင်ဖြစ်သူကတော့ဒေါသတကြီးနဲ့အနောက်ကနေနင့်ကိုငါနောင်တရစေရမယ်လို့အော်ဟစ်ကြံရစ်ခဲ့ပါတယ်ကျောင်းပြောင်းရတဲ့ပထမဆုံးနေ့မှာတင်စိတ်ရောလူရောပင်ပန်းသွားခဲ့တဲ့ရှီနန်းတယောက်အိမ်ပြန်ရောက်တဲ့အခါအစားအသောက်ကိုဖြစ်တယ်လို့စားတော့အဝတ်အစားလဲပြီးအိပ်ယာပေါ်မှာပဲတန်းပြီးအိပ်ပျော်သွားပါတော့တယ်